စားဖို့မူးဟာဟင်းပွဲတဲကိုသူ့ရဲ့နှာခေါင်းသွေးတွေမတော်တဆကြမ်းမိသွားပါတယ်စားပွဲထိုးကအဲ့ဒီဟင်းပွဲကိုသွားတုံပစ်ဖို့လှုပ်တဲ့အခါမှာတော့စားဖို့မူးကရုတ်တရက်တားလိုက်ပါတယ်သူကဟင်းပွဲပေါ်မှာပြန့်ကျဲနေတဲ့သွေးဆက်လေးတွေကိုကြည့်ပြီးတစ်ခုခုကိုသတိထားမိသွားပုံရတယ်မမျော်လင့်ပဲစားဖို့မူးကအဲ့ဒီဟင်းပွဲကို ADC ချပေးဖို့စားပွဲထိုးကိုခိုင်းလိုက်ပါတယ်လူတိုင်းကတော့ဒီစားတောက်ဆိုင်တော့ဒုက္ခရောက်တော့မှာပဲလို့ထင်နေကြပေမဲ့အစားအသောက်ဝေဖန်ရေးသမားကတလုံးမြည်စမ်းကြည့်ပြီးတဲ့နောက်မှာတော့မယုံနိုင်စရာကောင်းလောက်အောင်ကျဲ30ပွင့်အပြည့်ပေးလိုက်ပါတော့တယ်စားပွဲထိုးကပန်းကန်ကိုပြန်သိမ်းလာတဲ့အခါမှာလဲဟင်းတွေအကုန်ပြောင်တလောက်စားထားတာကိုတွေ့လိုက်ရတယ်ဒါကိုမြင်တဲ့အခါစားဖို့မူးဟာအရန်ကိုစိတ်လှုပ်ရှားသွားပြီးဒုတိယမြောက်ဟင်းပွဲကိုပြင်ဆင်ဖို့သူ့လုပ်ဖော်ကင်ဖက်ကိုခိုင်းလိုက်ပါတယ်သူကခရမ်းချင်သီးဆော့စ်လောင်းထဲမဲ့အစားတစ်ခုခုကိုစဉ်းစားမိသွားပြီးမိဖို့ချောင်သုံးသားနဲ့သူ့ရဲ့လက်ဖွားကိုလှိလိုက်ပါတယ်ပြီးနောက်သူ့ရဲ့သွေးတွေကိုပန်းကန်ပတ်ပတ်လည်မှာဆန်းလိုက်ပါတယ်တကယ်ပဲစားပွဲထိုးကဟင်းပွဲကိုချပေးတဲ့အခါမှာလဲဝေဖန်ရေးသမားဟာဘာကိုမှသတိမထားမိပဲအရသာကိုအလွန်မင်းနှစ်သက်သဘောကျနေတဲ့ပုံစံနဲ့အကုန်စားပစ်လိုက်ပြန်ပါတယ်စားဖို့မူးဟာဒီဝေဖန်ရေးသမားရဲ့အကြိုက်ကိုနောက်ဆုံးမှတီးသွားပါပြီသူကဝန်ထမ်းတွေကိုဓာတ်တလက်ယူလာခိုင်းပြီးဘာမှတွန်းဆုတ်မနေပဲသူ့ရဲ့လက်မောင်းတစ်ဖက်ကိုဖျက်ချလိုက်ပါတယ်ဝေဖန်ရေးသမားဟာအဲ့ဒီလက်ဆက်တဲ့ဟင်းလျာကိုစားသုံးနေပေမဲ့ဒါဟာဝန်ထမ်းတွေရဲ့အသက်နဲ့လဲပြီးပြင်ဆင်ထားတယ်ဆိုတာကိုတော့မသိရှာပါဘူးစားဖို့မူးကဒီတခါတော့ဝေဖန်ရေးသမားရဲ့ထောက်ခံမှုကိုအပြည့်အဝရတော့မယ်လို့ထင်နေခဲ့တာပါဒါပေမဲ့မမျှော်လင့်ပဲစားပွဲထိုးမလေးဟာကြောက်လန့်တုန်လှုပ်သွားရပါတယ်အကြောင်းကတော့အစားအသောက်ဝေဖန်ရေးသမားကသူမကိုစိုက်ကြည့်လာပြီးသူမရဲ့ခန္ဓာကိုယ်ကိုပါစားချင်စိတ်ပေါက်လာခဲ့လို့ပါပဲ